မင်္ဂလာပါခင်ဗျာ AUS Studio Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ try စစ်ပွဲကြီးအကြောင်းပြောရင်ဂရိတူရဲကောင်အာခီလီထရိုဂျင်မြေုပ်ကြီးနဲ့အတူ10နှစ်တောင်ကြာမြင့်ခဲ့တဲ့စစ်ပွဲကြီးဆိုပြီးပြည့်မြင်မိကြမှာပါဒါပေမဲ့ခင်မီဆက်လက်နဲ့တည်မရှိသေးတဲ့ရှီအောင်ခင်မှာမြို့တစ်မြို့က10နှစ်တောင်ဘလို့လုတ်ပြီးရန်သူတွေရန်ကနေခုခံထားလိုက်တာလေဂရိတက်တီကရောချိတ်ခါမပြတ်ပဲ10နှစ်စစ်ပွဲကိုဘလို့တိုက်ခဲ့တယ်လေမြို့လေးပါလူတွေကရောခဏပြေးမကြပဲဘလို့ရှင်တန်းခဲ့တာလေဒီနေ့ဗီဒီယိုမှာတော့ try စစ်ပွဲဘာကြောင့်10နှစ်ကြာခဲ့ရတယ်လဲဆိုရင်လေ့ဝတ်ချက်တွေကိုချက်လက်ဆုံးဆုံးလေးလေးနဲ့ပြောပြပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးချက်ကတော့ try မျိုးရဲ့ဒရိုင်းကြီးတွေနဲ့ခန်းစစ်စနစ်အလွန်တောင်တေးလို့ပါပဲခရီးတနာကြီးရ try မျိုးရိုးကိုနတ်ဖျားတွေဖြစ်တဲ့အပိုလူနဲ့ပိုစိုက်တုံတို့ကိုယ်တိုင်တိဆောက်ပေးခဲ့ကြတာလို့ဆိုကြပါတယ်ရှီတောင်သူတေသနာရှူတောင်ကနေကြည့်ရင်လဲ try မျိုးရဲ့ခန်းစစ်ဟာအမှန်တကယ်ကိုအားကောင်းလွန်းလာပါတယ်မျိုးရိုးဟာ12ပေကျော်ထူးပြီး29ပေကျော်မြင့်မားတဲ့ကြောက်တုံးတွေနဲ့တိဆောက်ခါတာပါဒါတွေမကသေးပါဘူးမျိုးရိုးရှေ့မှာ12ပေအကျယ်ရှိပြီး6ပေနက်ရှိတဲ့ကြောက်သားနဲ့တိဆောက်ထားတဲ့ကျုံကြီးကိုပါခန့်စစ်အဖြစ်ပြုလုပ်ထားပါသေးတယ်ရန်သူတွေအနေနဲ့ဒီကျုံကြီးကိုဆင်းသက်ပြီးမှ28ပေကျော်မြင့်တဲ့မျိုးရိုးကြီးကိုတက်ရမှာဆိုတော့တိုက်ခိုက်ဖို့လုံးဝမလွယ်ကူတဲ့ခန့်တက်ကြီးဖြစ်နေတာပါဒါအပြင်မျိုးထဲမှာမြေအောက်ရေရင်းနေတဲ့ရေတွဲစနစ်ရှိတဲ့အတွက်ရေပြက်လက်ဖို့မရှိပါဘူးနောက်ပိုင်းတူဖို့မူတွေရမြို့သူမြို့သားတွေဟာအစားအစာနဲ့ရိတ်ခါတွေကိုရှေးရှေးတိုးလောင်နိုင်မှုအေးရမဝိုးကြီးတွေကိုသူတို့အိမ်ကျမ်းမီအောက်မှာမြုပ်နှံပြီးတိုးလောင်ထားခဲ့ကြတယ်လို့သိရပါတယ်ဒုတိယအချက်ကတော့ try မြို့ကမြို့တစ်ခုလုံးကိုပတ်ပတ်လေကနေဝိဟန်ထားခံရတဲ့အခြေအနေမျိုးမဟုတ်လို့ဖြစ်ပါတယ်။ကြပြဆရာကြီးခိုးမရဲ့ဖော်ပြချက်တွေအရဂရိတွေကမြို့ကြီးတစ်ခုလုံးကိုလုံးဝပိတ်ဆို့ဖြတ်တောက်ထားနိုင်စွာမရှိခဲ့ပါဘူး။ဂရိတွေကမြို့ပြင်ကကွင်းပြင်ကြီးတွေမှာခန္ဓာစကန်ချပြီးပဝိညာဉ်ကကြီးပါလိမ့်နဲ့ try ရဲ့မဟာမိတ်နယ်မြေတွေကိုလိုက်လံတိုက်ခိုက်နေချိန်မှာ try မျိုးကတော့မြေပြင်လမ်းကြောင်းကတစဉ်ပဝိညာဉ်နဲ့အဆက်အသွယ်မပြတ်ဖဲရိခါဒီစက်ကူတပ်ဖွဲ့တစ်တွေကိုလွယ်တကူလက်ခံရရှိနေကြတာပဲဖြစ်ပါတယ်။ဒါအပြင်ရှုံစည်းပြားစာချက်တွေအရ try မျိုးကထူခစ်ကအင်အားကြီး Hittite environment နဲ့နိုင်ငံရေးမဟာမိတ်ဖြစ်ခဲ့တာမို့ Hittite တွေကသူတို့ကိုရိခါဒီစစ်ကူတွေနဲ့ကူညီပေးပြီးဂရိတပ်တွေကိုပြန်လည်တွန်းလှန်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါကြောင့်မျိုးတွေကလူကြီးကနတ်မို့ပြီးလွယ်ကူလက်နက်ချရမယ့်ခြေနေမျိုးလုံးဝမရှိခဲ့ပါဘူးတတိယချက်ကတော့ဂရိတွေဘက်ကဗန္ဒာကြီးနဲ့ထောက်ပံ့ရေးဆိုင်ရာအာဏိချက်တွေရှိနေလို့ပါပဲဂရိသမိုင်းပညာရှင်သူစီတီတက်ရဲ့သုံးသက်ချက်အရဂရိစစ်တပ်ကတစ်ဆက်တဲ့စစ်စင်ရေးလုပ်ဖို့ငွေကြီးမလုံလောက်ခဲ့ပါဘူး try မျိုးရဲ့တီနီယာကယနေ့ခေတ်ဒူရီကီနိုင်ငံဘက်မှာရှိနေပြီးဂရိကျွန်းဆွဲကနေဆိုရင်ဂျားထဲမှာပီလီကြီးတစ်ခုလုံးဝချားနေရမို့စိတ်ခါလက်နဲ့ထောက်ပံ့ရေးမှာဂရိခက်ကြုံခဲ့ရပါတယ်။ဒါကြောင့်စစ်ပွဲစတင်ပြီး try မျိုးကိုဓာတ်ရိုက်တက်ခိုက်မှုတွေမအောင်မြင်တဲ့အခါမှာဂရိစစ်တပ်အများစုကိုချက်ပိန်းပြီးဂရိကိုပြန်ပို့လိုက်ရပါတယ်။အကြံရှိနေခဲ့တဲ့စစ်တီနေငယ်နဲ့ပဲချိတ်ခါနဲ့ရမုံငွေရှာဖို့အတွက်ပဝင်းကြီးဒေတာတွေကိုဘီလီယံတမရတိုက်တာလူရဲ့ဖြည့်ဆည်းတာတွေငဲပဲအချိန်ကုန်နေခဲ့ကြတာပါ။ဆိုလိုတာကစနစ်တာကာလပတ်လုံးဒီတိုင်းတိုက်ခိုက်နေကြတာမဟုတ်ပဲဂရိဒီရဲ့လူရမှုတွေနဲ့တိုက်ပွဲနေကြတာဖြစ်ပွားနေခဲ့ကြတာဖြစ်ပါတယ်။စတုထချက်ကတော့ဂရိဒီရဲ့ဒေတာမကျွမ်းကျင်မှုကြောင့်မှစစ်ပွဲကြီးရဲ့အစပိုင်းမှာဂရိဒီက try မျိုးကိုစတင်တိုက်ခိုက်ဖို့ထွက်လက်ခွာလာခြင်းမှာလမ်းမှာပြီးရှားကန်းကြီးမျိုးတစ်မျိုးဖြစ်တဲ့သူဒရာနီယာကိုtry ညှို့မှတ်ပြီးတော့မာရွေတိုက်ခိုက်မိခဲ့ကြပါတယ်အဲ့ဒီမျိုးကိုဖြစ်စီပြီးမှ try moment တီလို့ဂရိကိုပြန်သွားခဲ့ရပါတယ်ဂရိနိုင်ငံကိုပြန်ရောက်ပြီးတဲ့နောက်မှာတပ်ဖွဲ့တွေကိုပြန်လဲစုစည်းပြီးဒုတိယအချိန်စစ်ချီခဲ့ရတာအကြောင်းမလို့ try ကိုတကယ်တိုက်ခိုက်တဲ့အချိန်မှာကြန့်ကြာသွားတာကြောင့်စစ်ပွဲက10နှစ်ကြာသွားတာပါကဲမိတ်ဆွေတို့ကြီးဒါတွေကတော့ဒဏ္ဍာကြီးဆန်းဆန်းစိတ်ဝင်စားဖို့ကောင်းတဲ့ try စစ်ပွဲကြီးဘာကြောင့်10နှစ်ကြာခဲ့ရတယ်လဲဆိုတဲ့အထူးအချက်တွေပဲဖြစ်ပါတယ်ခင်ဗျာတကယ်လက်တွေ့မှာဒီစစ်ပွဲကြီးကတားမလက်မျိုးသမီးတယောက်ကြောင့်တိုက်ခိုက်ခဲ့ကြတာတဲ့ပထဝီဝင်အနေထားအရရေးပါပြီးဂုံသွင်းမှုလမ်းကြောင်းတွေကိုထိချုပ်နိုင်တဲ့ try မျိုးကြီးရဲ့ချမ်းသာကြွယ်ဝမှုကိုလိုချင်တတ်မှတ်ကြတဲ့လောဘနဲ့နယ်မြေချက်ထွေလိုမှုတွေကြောင့်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်နောက်ထပ် try စစ်ပွဲကြီးဘာကြောင့်ဖြစ်တယ်လဲဆိုတာကိုသိချင်ရင်ကွန်မန့်ပေါက်မှာရေးခဲ့ပြီးပါကျေးဇူးတင်ပါတယ်